အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကရိယာနဲ့တွဲပြီးတော့သုံးလို့ရတဲ့ဂီရိုဟာတာဆိုတဲ့တရားပုံစံလေးကိုပြပေးသွားမှာဖြစ်ပါတယ်။သူကကြတော့ကျွန်တော်တို့ဒီအစီအစဉ်တွေရေးဆွဲတဲ့အခါဒါမှမဟုတ်လို့ရှိရင်သုံးမဲ့ချက်တွေကိုချတဲ့အခါမှာဆိုလို့ရှိရင်သုံးတဲ့တရားပုံစံလေးပဲဖြစ်ပါတယ်။သူတွေပဲကတော့တစ်ခုခုလုပ်ဖို့လုပ်တဲ့ဒီဆုံးဖြတ်တယ်ဆိုတဲ့တရားပုံစံလေးပဲဖြစ်ပါတယ်။ဥပမာလေးကြည့်ကြရအောင်ဆိုရင်ဒီတစ်ခေါက်မှာတော့ကလေးတွေနဲ့ပင်လယ်ကိုသွားဖို့လုပ်ခဲ့တယ်။အဲဆိုကျွန်တော်တို့ဒီတစ်ခေါက်မှာတော့ဆိုတော့ဒီဘုံနဲ့နော်ကလေးတွေနဲ့ဆိုတော့အာရီတူကွာပင်လယ်ကိုသွားတယ်ဆိုလို့ရှိရင်ဘာသာရဲ့ဂါတာအဲဆိုရင်ပင်လယ်ကိုသွားဖို့လုပ်ခဲ့တယ်ဆိုလို့ရှိရင်ဘာသာရဲ့ဂါဂီရိုဟက်ဆော်ရောပင်လယ်ကိုသွားဖို့လုပ်ခဲ့တယ်ကြည့်ကြအောင်ဆိုရင်ဒီဘုံနဲ့နော်အာရီတူကွာဘာသာရဲ့ဂါဂီရိုဟက်ဆော်ရောဥပမာနဲ့ကြာသပတေးနေ့မှာတငယ်ချင်းတွေနဲ့ shopping ထွက်ဖို့လုပ်ခဲ့တယ်ကြာသပတေးနေ့မှာဆိုတော့မကျိုးရည်တယ်တငယ်ချင်းတွေနဲ့ဆိုတော့ချင်းကူတူကွာ shopping ထွက်တယ်ဆိုရင် shopping ကိုဟာတာ shopping ထွက်ဖို့လုပ်ခဲ့တယ်ဆိုတော့ shopping ကိုဟာဂီရိုဟက်ဆော်ရအဲ့တော့ကြည့်အောင်ဆိုရင်မကျိုးရည်တဲ့ချင်းကူတူကွာ shopping ကိုဟာဂီရိုဟက်ဆော်ရဥပမာနံပါတ်3စနေနေ့မှာကုမ္ပဏီကလူတွေနဲ့ရုပ်ရှင်ကြည့်ဖို့လုပ်ခဲ့တယ်အဲ့ဆိုစနေနေ့မှာဆိုတော့ထိုရိုးရည်တဲ့ကုမ္ပဏီကလူတွေနဲ့ဆိုတော့ဖွဲစာစာရမ်တူကွာရုပ်ရှင်ကြည့်ရဆိုရင်ရုံးဝါတို့ပိုးတာအဲဆိုရင်ရုံးဝါတို့ဘိုကီရိုဟက်ဆော်ရဒီလိုကြည့်အောင်ဆိုရင်ထိုရိုးရည်တဲ့ဖွဲစာစာရမ်တူကွာရုံးဝါတို့ဘိုကီရိုဟက်ဆော်ရဒီနေရာမှာတစ်ခုသိထားရမှာကလျောကိုလျောကိုနဲ့ဂီရိုဟာတာကိုသုံးတဲ့အခါမှာဆိုလို့ရှိရင်เนาะအနေငယ်ကွာချက်လေးရှိတယ်ပေါ့နော်ဒီလျောကိုကကြတော့ဒီပေါ့ပွားပွားပြောတဲ့အခါမှာသုံးပြီးတော့ဂီရိုဟာတာကကြတော့ဒီစီဇန်တွေရေးဆွဲတဲ့အခါသုံးမဲ့ချက်တွေချတဲ့အခါမှာဆိုရင်သုံးတဲ့တရားပုံစံလေးပဲဖြစ်ပါတယ်